ပေါ်ဟုတ်လဲโอเคဒါဆိုရင်တော့ကျွန်တော်အားလုံးနားလည်အောင်ဒီနေ့လူငယ်တွေဆိုတော့အားလုံးနားလည်မှာပါမြန်မာလိုပဲကျွန်တော်ပြောလိုက်မယ်ဆိုတော့ကျေးဇူးပြုလို့ဒီနေ့တော့ကျွန်တော်တို့ယုံဌာနဆိုင်ရာဝတ်စုံတွေရှိတယ်ဆိုတော့အဲ့ဒါတိုက်ပြီးတော့မဝတ်တာကောင်းတယ်ဆိုတော့အဲ့ဒါလေးကိုတစ်ချက်နည်းနည်းတတိပေးချင်တယ်ဆိုတော့ကျွန်တော်အခုဆို24ရက်တိုင်ကျွန်တော်တို့လမ်းပေါ်ထွက်နေပြီကျွန်တော်တို့24ရက်တိုင်ကျွန်တော်ပြင်ထွက်နေပြီကျွန်တော်လည်းတော်တော်အသားမေးလာပြီကျွန်တော်နှစ်ဖူးလေးတော်တော်လေးမေးလာပြီဒါမဲ့နှစ်ဖူးမေးတာကိစ္စမရှိဘူးနှလုံးမမေးဖို့အရေးကြီးတယ်နှလုံးမမေးတော့ရတယ်ဒါကြောင့်ကျမ်းစာထဲမှာစိတ်နှလုံးဖြူစင်သောသူဒီမင်္ဂလာရှိတဲ့ဒီနေ့စိတ်နှလုံးဖြူစင်ဖို့အတွက်ဆေးတစ်ခုတည်းရှိတယ်အဲ့ဒါပါဆေးလေသိလားအဲ့ဒါဆေးကတော့ CDM ဆေးပဲဖြစ်ပါတယ် CDM ပူပေါင်းတာနဲ့အဲ့ဒီလူဟာနှလုံးဖြူသောသူဖြစ်သွားတယ်ကျွန်တော်တို့ရင်ပတ်ချင်းတူသွားတယ်ဆိုတော့ဒီနေ့ကျွန်တော်ဆက်လက်ပြီးတော့ CDM ကိုကျွန်တော်အားပေးကြရအောင်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ခေါင်းစဉ်ကဒီနေ့ကျွန်တော်တို့ရဲ့စစ်ကြောင်းရဲ့အတိကရည်ရွယ်ချက်ခေါင်းစဉ်ကိုကျွန်တော်ဒီလိုပြောမယ်စိတ်ရှိပြီးခံလမ်းကြောင်းမှန်တစ်ချက်လောက်ပြောကြည့်အောင်ဟုတ်ပြီကျွန်တော်တို့စိတ်မတူရောက်ဒီတခါစိတ်ရှိရမယ်ပြီးတော့ပြီးခံရမယ်ပြီးမှလမ်းကြောင်းမှန်ခုနကျွန်တော်အချက်ပြတွေရှိတယ်လမ်းကြောင်းမှန်တိုင်းကျွန်တော်တို့သွားမှာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီအချိန်ဟာလုံးဝအတင်းဆောင်ခံလို့မဖြစ်တဲ့အချိန်ဖြစ်တယ်ကျွန်တော်တို့ဒီကိုမင်းကိုနိုင်ပြောတယ်လို့ပေါ့ကျွန်တော်တို့ကအခုကနိုင်ပြီးသားဖြစ်တယ်ကျွန်တော်တို့ကအနိုင်ကိုရပြီးသားဖြစ်တယ်ဒါမဲ့ဒီထက်တဆုံတယောက်ကဒီနေ့တချိကယုံမှာကြောက်ခဲတွေပါတွေပေါ့ဒါမှမဟုတ်မိုးယူရန်ကားပြီးတော့ဟိုပြစ်ဒီပြစ်နဲ့ကျွန်တော်တို့ထွက်လာမယ်ဆိုရင်ဘာဖြစ်သွားနိုင်တယ်လဲဆိုရင်တော့ penalty တို့ရသွားနိုင်တယ် penalty ရတော့ကျွန်တော်တို့ရဲ့ကျူးစားသမျှအနိုင်ကိုဟာအလကားဖြစ်သွားမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အားလုံးဟာစိတ်ရှိဖွင့်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတာထပ်ပြီးတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အခုကျွန်တော်တို့သူတို့ဟာအမှန်တကယ်ဆိုတော့အခုဘာနဲ့တူတယ်လဲဆိုရင်တော့မွေတကောင်ကိုခေါင်းကြိုက်ပြီးသားနဲ့တူတယ်ခေါင်းကတော့ကြိုက်ပြီးပြီတေပြီးပြီဒါပေမဲ့အမီးကတော့ဟုတ်နေတော့ပဲအဲ့ဒီအမီးလောက်တဲ့ခါမှာကျွန်တော်တို့အဲ့ဒီအမီးလောက်တဲ့ကိစ္စမှာကျွန်တော်အသက်ပေးဖွင့်တဲ့လောကမတမ်းဘူးတဘောပေါက်တယ်နော်လောအသက်ပေးဖို့မတန်ဘူးတိုးထွက်ဖို့မတန်တော့ဘူးဘာလို့လဲရှုံးပြီးသားအဲ့ဒီမြီးလေးဟာအချိန်အတိုင်းတာတစ်ခုတည်းပဲလှုပ်မှာဖြစ်တယ်ခဏနေအဲ့ဒီမြီးပါလှုပ်မှာမဟုတ်တော့ဘူးဒါကြောင့်ဒီချိန်မှာကျွန်တော်တို့ကလုံးဝစိတ်မှန်ပါနဲ့အပြင်ထွက်လို့မရဘူးကျွန်တော်တို့ကစိတ်ရှိရမယ်တီးခါရမယ်အထူးသဖြင့်ကျွန်တော်တို့ကျမ်းစာထဲမှာတွေ့တာကဣတိလလူမျိုးတွေဘာလို့စစ်ခဏနာရှုံးတယ်လဲဆိုရင်သူတို့ခေါင်းဆောင်တွေစကားကိုမနာခံလို့အခါနဲ့မိသားစုကမယူနဲ့ဆိုတဲ့ဥစ္စာယူတဲ့အခါမှာဘာမှမဟုတ်တဲ့ရွာတဲတဲလေးတွားတဲ့ခါမှာသူတို့ကစစ်ကြရှုံးကြတယ်အကြီးကျယ်အများကြီးတည်ကြတယ်ဒီနေ့ကျွန်တော်ခေါင်းဆောင်ရဲ့အတန်ကိုကျွန်တော်နားထောင်ရမယ်တတိဆိုတာကရှေ့မှာထပ်ပြီးတော့တည်ရတာတတိကမဟုတ်ဘူးတတိဆိုတာကကျွန်တော်ညံနဲ့အတူတူတော့မှပဲအတိတ်ပဲရှိတဲ့တတိရှိမှဖြစ်တယ်ကျွန်တော်ဒါကြောင့်ခေါင်းဆောင်တွေကိုကြည့်ပါအလာနေကိုတေချာကြည့်ပါတက်ဆွေနဲ့ကျွန်တော်တက်မယ်စောင့်ဆွေနဲ့ကျွန်တော်တေချာစောင့်မယ်ဒီနေ့ကျွန်တော်ရဲ့အောင်မြင်ခြင်းကျွန်တော်ရဲ့ဘန်းတိုင်ကဘာလဲဆိုတော့စိတ်ရှိပြီးခံလမ်းကြောင်းမှန်တိုင်းကျွန်တော်ဆက်သွားပြီးတော့ဒီနေ့ကျွန်တော်အရေးပေါ်ဒီနေ့တနေ့ကျွန်တော်ရဲ့ချီတက်ချင်းခရီးစရာဒီနေ့ပြန်လေပြောဒီနေ့တရက်ကတော့ဘာမှတိုးတက်တာယူမရှိပဲတဲ့ကျွန်တော်ဆက်လက်ပြီးအောင်မြင်မှာဖြစ်ပါတယ်ခဏလေးကျွန်တော်ဆူတောင်းပြီးတော့ကျွန်တော်စီစဉ်ခရီးစားကြပါဖြစ်တဲ့ခဏဆူတောင်းကြပါစို့အသက်ရှင်ရဲ့အနာဂတ်ကိုလည်းပြည့်စုံတော်မြတ်စွာဘုရားယနေ့ချိန်တိုင်းအထိကျွန်တော်တယောက်မှတွေ့ထွက်ချင်းတိုင်ယူချင်းတင်ဆုံးချင်းမရှိဘဲနဲ့ဒီချိန်တိုင်းစက္ကန့်ထိကျွန်တော်ကိုတကူကြီးတော်လက်တော်အဖြစ်ပေကဆုံးမတဲ့အတွက်ရှေးစောဘုရားရှင်ရဲ့နာမတော်ချီးမွမ်းကြပါတယ်ဒီနေ့တရက်တော့လေကိုရောရဲ့လက်တော်ကိုကျွန်တော်လိုအပ်ပါတယ်ကိုရောရဲ့လုံခြုံသောအကိုအကောက်ကျွန်တော်ဆက်လက်ပြီးလိုအပ်ပါတယ်တယောက်ရှိတဲ့အသက်တာကိုရှင်ပြတကူကြီးတော်လက်တော်အဖြစ်ပြန်လေပြီးလွှမ်းခြုံလဲယနေ့ဒီမှာလာတော့သူများရောက်ထဲနေဂျမ်းမာယာဖြစ်တော်လကောင်းဒီနေ့ကျွန်တော်ပေါ်မှာဒီမရှိတဲ့ကျွန်တော်ထက်တဲ့ရင်ဆိုင်ဖို့ရတဲ့ရှိနေတဲ့သူတို့ရဲ့ရန်သူထမ်းနေတော်လကောင်းကျွန်တော်ဘေးကင်းလုံခြုံစွာနဲ့ကျွန်တော်ဒီနေ့တရက်တာကုံဆုံးပါမြတ်ကြောင်းအာကူကြီးစွာနဲ့ကိုရောလက်တော်တော့ဒီနေ့ကျွန်တော်အကြီးဆုံးအငယ်ဆုံးတိုင်အောင်တယောက်စီတိုင်းကိုလုံခြုံတော်လက်တော်မှာကျွန်တော်ယနေ့စက္ကန့်တဲ့အခါမှာအာကူကြီးစွာနဲ့ဒေတင်ပါရှိယေရှုဖျားနာမှာအဖြစ်ဆုတောင်းလက်ဆက်ကကြပါမယ်ဆိုတော်ဖျားယောမတော်နဲ့ဝန်ထမ်းတွေယောမတော်နဲ့ဝန်ထမ်းတွေလောကတော်နဲ့ဝန်ထမ်းတွေယေရှုရဲ့ကစေနာပါဗျာယောမတော်နဲ့ဝန်ထမ်းတွေ
Việc hội khát việc hi group khát se group hi na se Group Pathumnak
ပြီးတော့ကျွန်တော်လမ်းလျှောက်တဲ့အခါမှာလေကျွန်တော်တစ်ဖက်လမ်းကိုပဲရှူပါဘလောက်ထိစီကန်းရှိတယ်လဲဆိုတော့ပြရအောင်ဖက်ဒရယ်ဒီမိုကရေစီဆိုတာကလေသူများ6မှသူများပြောမှလုပ်ရတဲ့ဟာမျိုးမဟုတ်ဘူးကိုအတိတရားလေးနဲ့ကိုယ့်ဟာကိုစီကန်းနဲ့နေရတဲ့အသက်တာမျိုးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လမ်းတစ်ဖက်ပဲယူမယ်ကျွန်တော်တို့ရဲ့ဒီမှာသူရဲကောင်းတွေကကျွန်တော်တို့ကိုအရှိရနဲ့လမ်းပြမယ်ပြီးတော့ကျွန်တော်တို့ချီးတက်ကြမယ်ဟုတ်ပြီလားဟုတ်ပြီနော်အားလုံးညီပါစေဒီနဲ့